အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့မော်လမြိုင်မြို့မှာအိန္ဒိယသုံးမိအမျိုးမျိုးကိုပြုပြင်ပေးနေတဲ့ဆက်ဆရာရန်နိုင်ဖြစ်ပါတယ်ဒီနေ့မှာ customer လေးတဦးကအိမ်မှာအင်ဂျင်ဝိုင်လဲလှယ်နေရင်းနဲ့အင်ဂျင်ဝိုင်အတွင်းစစ်စကားလေးမှာကော်ချောင်းလေးတွေအမှုန်လေးတွေကျနေတာစိုးရိမ်ပြီးတော့ကျွန်တော်တို့ကိုဆက်သွယ်လာတာဖြစ်ပါတယ်ဆက်သွယ်လာတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကသွားရောက်စစ်ဆေးပြုပြင်ပေးတဲ့ဗီဒီယိုလေးဖြစ်ပါတယ်ဗီဒီယိုလေးကကျွန်တော်စစ်ဆေးပေးတဲ့အပိုင်းကိုမရိုက်ပြဘူးဖြစ်ပါတယ်ဖြစ်စဉ်ကတိုင်ပင်ချင်းရဲ့ဘေးနားမှာရှိတဲ့ကော်လျှောက်လန်းလေးရဲ့တရေလျှောက်လန်းလေးတွေကကျိုးပြီးတော့ကလအုံဘတ်ချံကိုကျသွားတာဖြစ်ပါတယ်ချင်းတောက်ကနှစ်ဖက်လုံးကျိုးပြီးအင်ဂျင်ထဲကိုကျသွားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကလအုံဘတ်ချံဖွင့်ရမယ်အပေါ်ဘတ်ချံတွေပြန်ပြီးဖွင့်ရမှာဖြစ်တယ်အဲ့လိုမျိုးလောက်ရမှာဖြစ်တဲ့အတွက်ကို customer ကနေပြီးတော့ engine ရဲ့အနေအထားကိုသိသဘောမကျလို့ဆိုပြီးကျွန်တော်တို့ကိုလိုအပ်တဲ့အစိတ်အပိုင်းတွေအကုန်လုံးတစ်ခါတည်းစစ်ဆေးပြုပြင်ခိုင်းနေတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အိမ်ကိုယူဆောင်ပြီးတော့စေကြောတန်းဆင်ပြီးတော့ပြန်လဲယူဆောင်လာတဲ့ပစ္စည်းအနေအထားလေးတွေပါပြီးတော့ကျွန်တော် ring wing site ကိုတိုင်းတဲ့စီမှာ ring wing က original site ကိုမှီတဲ့ပြတဲ့အတွက် piston အဟောင်းကိုပဲကျွန်တော်ပြန်လဲအသုံးပြုပြီးတော့ ring wing ပဲတည်တံ့ပြန်ပြီးတော့လဲပေးမှာဖြစ်ပါတယ်ဘာကတော့ကျွန်တော်တားလိုက်ပါဖြစ်ပါတယ်အင်ဂျင်ကတော့ကျွန်တော်တို့ဒါအခုစေးကြောတန်းဆင်ရမယ့်အနေအထားလေးကိုဖြစ်ပါတယ်အခုစေးကြောတန်းဆင်ပြီးသွားရင်ကျွန်တော်တို့အကုန်လုံးလုံပြန်ပြီးတော့တက်ဆင်မှာဖြစ်ပါတယ်အခုစေးစရာရှိတဲ့ပစ္စည်းလေးတွေကျွန်တော်ပုံလာတယ်ပြီးတော့ကျွန်တော်အပေါ်ပစ္စည်းလေးတွေပေါ့နော်ဆိုင်ကနေပြီးတော့တစ်ခါလေးတည်ဆောင်လာခဲ့တာဖြစ်ပါတယ်ဒါလိုရတဲ့အစိပ်ပိုင်းတွေကလပ်ပြားတွေလည်းစားကုန်တာဖြစ်တော့ကလပ်ဟောက်စင်တွေရောအကုန်လုံးလဲတာဖြစ်ပါတယ်ကာဘရိတာကတော့ကျွန်တော်တို့ဆေးထားတဲ့အနေထားလေးပေါ့နော်ကာဘရိတာတွေဆေးတဲ့အခါမှာလည်းကာဗွန်ဂျိုးတွေပြောင်းအောင်ဆေးကြပါကာဘရိတာတစ်လုံးလုံးဖြုတ်ပြီးတော့ဒီဂျိုးလေးတွေမှမပြောင်းအောင်ဆိုရင်ကာဘရိတာဆေးတာအဓိပ္ပာယ်မရှိပါဘူးခင်ဗျာเนาะအဲ့တော့တေးကြအောင်ကျွန်တော်တို့ဆေးကြောဖို့လိုအပ်ပါတယ်ပြီးွားရင်ကာဘရိတာအဆက်လေးပေါ့နော်အဆက်လေးကိုလည်းပြောင်းအောင်ဆေးကြပါဘာကြောင့်လဲဆိုတော့အဲ့မှာလည်းကာဗွန်ဂျိုးတွေပါကြံနေရင်အဆင်မပြေဘူးဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့စီလောင်ကန်လေးပေါ့နော်စီလောင်ကန်လေးကိုလည်းကျွန်တော်တန်ရှင်းရေးလုပ်ထားပေးပါတယ်ဒါပြီးရင်ကာရိုက်တာကိုကျွန်တော်ပြန်ပြီးတော့တစားစီအကုန်လုံးတက်ဆင်ပြီးတော့လုံးဝမဲ့အနေထားလေးပေါ့နော်ဒါကတော့အခုကျွန်တော်ယူဆောင်လာတဲ့ ring wing ပါ ring wing ပဲတည်တဲ့အဲ့ဒီဘိန်ကိုလေးပေးမှာဖြစ်ပါတယ်နောက်ဆုံးလုံးပြီးတဲ့ engine အခြေအနေလေးဖြစ်ပါတယ်တိုင်ပင်တစ်ပိုင်းချဲရမယ်ကလပ်အုံတွေပါတွေလည်းအကုန်လုံးတက်ဆင်ပြီးဖြစ်ပါတယ်အခုကကျွန်တော် type ပဲပြန်ချိန်ရအောင်မယ်နည်းနည်းဟို type ပဲကိုအပြော့ထားတော့ဗောနော်ဒီပါလေးနည်းနည်းချရမယ်ဘာကြောင့်ဒီပါချရမယ်ဆိုတော့ဘယ်လိုပြဿနာတက်လဲဆိုတော့မနော်အရှိမဒီပါဂျိုးကြီးပြတ်သွားအင်ဂျင်လည်းလုတ်ပြီးတော့ဒီပါဂျိုးဆွဲလိုက်တော့ဒီပါဂျိုးကြီးပြတ်သွားအဲကြောင့်ဒီကောင်ကဒီပါဂျိုးပြတ်သွားတော့ကျွန်တော်စလုံးနည်းနည်းပြန်ချိန်ပြရအောင်ဗောနော်ဒါနောက်ဆုံးလုံးပြီးတဲ့ပုံစံလေးပါအခုနည်းနည်းကျင့်လာနိုင်မှာနော်အဲဒီကောင်ကျွန်တော် ring wing ပဲလဲတာအဲဒီတော့ ring wing ပဲလဲတာဖြစ်တော့ရေကတော့သိကျင်းစရာမလိုဘူးဘားတွေပြန်လောက်ရတယ် ring wing လဲတယ် damage chain လဲတယ်နောက် chain ဖိတဲ့ကောင်လေးပေါ့ chain ဖိပေါ့နော်ဒီမှာလဲတယ် chain တော့တွေလဲတယ်ကလပ်ဟော်စင်လိုက်လဲတယ်ကလပ်ပြားတွေလဲတယ်အကုန်လုံးစားကုန်ပြီပေါ့နော်ကျိုးကုန်ကျွန်တော်လဲတယ်အခုဒါလက်ရှိလုံးပြီးတဲ့အနေထားလေးပေါ့နော်ဒါကျွန်တော်အပြင်မှာတစ်လုံးပေးတာပါမူပေါ်မှာဒီဆရာရဲ့ဘိန်းလေးဖြစ်ပါတယ်ဒီဆရာလေးရဲ့ဘိန်းကိုကျွန်တော်တို့ကတွားရောက်ပြုပြင်ပေးတဲ့ဗီဒီယိုလေးဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်